Hello, alo mami nyama. Dini mangkaro, guru angkara ne manjano. Bale mati ke aku nasong thare apin la kuria taku yang yuwa ma je pare. Me ya manjin jo. So ma ba. Ujo jo. Bale nyama ne tui ni ba tu. Jano palu ya la ya ba le lo. Ama ba ile mti. Dia ma ba jo so ma cha ti u de. Aga ba mati. Chima tu bale. Sang ko su jo. ကြီးသွားတော့ကျွန်တော်လည်းသူ့နောက်ကနေသွားလိုက်ကြည့်ရပါလိုက်သွားတာမှာအကောင်အကြီးပဲပါကောင်လည်းတော့မသိလက်ကြီးနှစ်ဘက်ကားပြီးတော့မသိရင်ဟိုပတ်ကြည့်ရဟို emote လေးပါလေအင်ဝင်ရ emote လေးအဲ့ဟာလည်းတော့တူတယ်သူကတော့ဘာလဲနေကြပင်လားဘာပင်လဲနောက်ဆုံးထွက်ထားတဲ့ပင်လားအဟောက်ကင်မျိုးအဲ့နာမှာတော့ရက်နေကြပင်ကျွန်တော်တော့မရှိလို့သူကင်နာတာကိုထိုင်ကြည့်နေပါတယ်ကျွန်တော်ထိုင်ကြည့်ရတယ်အင်းပြန်လာတယ်အင်းပြန်လာပြီးရတယ်ဒီမှာတော့တော့ကြည့်တာဘာရှိလဲပေါ့ကြားပြီးရင်မှရှိမှကျွန်တော်လောက်ထားလေးအရင်တော့ယူလိုက်သေးဘာရှိလဲသူတော့ကြည့်တာဒီမှာကြည့်လို့ကြားနေဟိုအစီရတဲ့ဟာလေးရှိလို့ကျွန်တော်ဝယ်ပြီးတော့နှိပ်တာဘာလေးလည်းမသိရရှိပြီတိုင်ကျွန်မအများကြီးပဲစိုက်တာအဲ့ဒီပဲအဲ့နဲ့ကြွယ်ဝလာလို့ပတ်ကြည့်တာဘာမှမရှိပါဘူးနောင်တရည်နဲ့ပဲပြန်ပြီးတော့ပြန်လာခဲ့ပါတယ်အဲ့ဒီမှာတက်လာပြီးပါလေစောင့်နေသူစာရေးနေရလားမသိဘူးစာမေးအကောင်ပေးမယ်ဆိုတော့လက်ကားရရင်အကုန်ယူတယ်လက်ကားရရင်အကုန်ယူတယ်နော်လက်ကားရရင်အကုန်ယူတယ်ဟုတ်အဲ့ကောင်ဘာကောင်လဲတရေလားတမင်လားကောင်းလားကောင်းလားမကောင်းလားပြောပြကြအောင်မသိတော့မှလက်ရှိရပါလေဖားရပြီးတော့ညီကြီးရနေပတ်စံရှာပြီးရဲ့ကောင်ရဲ့ခိရအဲ့ကောင်မရှိရโอเคတော့အကြီးဆုံးပင်ဆိုလို့အနောက်ကငကမောက်တီးပဲရှိအတီးဆိုလို့ကျန်တဲ့ကျောင်းမှာရှိရဲ့ဟိုဘာလဲဟိုမတိကဲလားဟာလားအတီးလေးတစ်လုံးတော့သွားပြလိုက်ပါဒါစီးတော့မတန်သူညာရေးဆိုင်ရောအကြီးကြီးဟိုဆိုင်အပင်လေးတွေကတိလေးပဲစိတ်လောက်ပဲရှိအဲ့လိုက်ပါအပြရတယ်ကျွန်တော်တို့အပင်လေးအတီးပဲတက်ခုပါတယ်အတီးတက်ခုနေတဲ့အမှာဟိုအစီအစ်စ်တွေရောက်တယ်ဆိုတော့သွားကြည့်လိုက်တာရလိုက်ပါနောင်နိုင်ရလိုက်ပါအဲ့နဲ့ပြန်လာပြီးတော့ထပ်ခူပါတယ်ဒီအပြင်တော်တော်ခတ်တယ်တက်လို့လုံးဝမရကျွန်တော်မတက်တာလားဘယ်တော့မသိဘူးအဲ့နဲ့ကျွန်တော်စိတ်မရှိတော့ဟိုကရွှေလာပြားလောက်ထားတာလားမသိဘူးအားလီခူးကျင်တယ်ခူးလို့မရအဲ့နဲ့ဟိုတခုရောင်ခူးတော့ဆင်းပြီးတော့အောက်ကဟာခူးလိုက်တော့ဟိုဒီခါခိုးအတိကအဲ့လောက်ပဲထွက်တော့လားလုံးဝမကြီးတော့ဘူးလားမသိဘူးအဲ့လောက်လေးပဲထွက်တော့လားတည့်လူလေးပြောချက်ပါအောင်ပြောကြပါအောင်လို့နော်မန်ကြောင့်စကြတီးလိုက်ခူးပါတယ်ပြီးရနေကြောင့်ခုနဘဲချန်တော့သွားဆက်စုပါတယ်ဒါဟိုအခုနောက်ဆုံးထွက်ထားတဲ့အပင်ကသူမိုက်တယ်ဘယ်လိုရလဲမသိဘူးသူတရားတွေရောဟိုနောက်ကကြောင်နေရောဟိုဘေးကတယောက်ဝါးတွေကိုကြည့်လိုက်လင်းထိန်နေရောပဲကျွန်တော်ဝါးရဲ့ဆိုင်လန်ယူတဲ့နာမည်သူကစိုက်ပြီးချင်းခူးပြီးတော့ရောင်းလို့လားမသိပါအဲ့နဲ့ကျဘာရှိလဲဆိုကြည့်လိုက်တာအပင်လေးလို့ကြားအောင်ပင်ပေါ့အဲ့လိုအပင်လေးရှိရတယ်ကျွန်တော်လဲကြားရီဟိုကြားရီမလဲကြားလာနားထားတဲ့ဟိုအတီးတွေတော့ခုပါဆိုတော့ရပါပြီဝယ်လိုက်တော့ပါမယ်ပြီးရင်တော့စိုက်ပါမယ်ဟိုဒီခါစိုက်တာကြတော့အရှိမရှိအပင်ထနည်းနည်းရှိရယ်အဲ့ဒါနည်းနည်းတော့ရှိရတယ်လားခုနတယောက်ဘာရေးနေအဲ့လိုရေးပြီးပါလောက်ရတယ်ဟိုဘဲတော့ကြောင့်စိတ်တော့မကောင်းအမှန်ကြောင့်ဟိုတယောက်ကို
သူငကမောက်တီးလို့ရင်လည်းဆိုလို့ပြီးနေအချိန်မှာဟိုတယောက်က Oh my god ဆိုတော့လည်းဘာလဲဆိုပြီးတော့ဝင်ကြည့်လိုက်တာအဲ့မှာကျွန်တော်မတိကေဟာကြီးရှိနေအဲ့နဲ့ကျွန်တော်လည်းဘယ်စဉ်းစားတော့မလဲဝယ်ချလိုက်ရောဟိုတယောက်စိတ်တော့မကောင်းသူထွက်သွားတဲ့အချိန်ကျမှပါလာတာသူကမထွက်လိုက်အဲ့ပင်ရကျွန်တော်အဲ့ပင်2ခုရှိပါပြီအဲ့ဆိုတော့အဲ့ပင်2ခုရှိပါပြီကျွန်တော်share မိုက်တယ်ဝယ်တော့စိတ်မကောင်းဟုတ်စိုက်မယ်ဆိုတော့ကျွန်တော်အပင်ကိုဘေးရွှေ့ပါမယ်အားလေးတီးတက်တနည်းရမှာအကြက်ကျဲလေးစိုက်ချင်တာညဟိုဟာလေးကိုဘေးရွှေ့လိုက်ပါတယ်ဘေးရွှေ့ပြန်နေကျွန်တော်အဲ့အပင်မော့အပင်ယူရစိုက်လိုက်ပါတယ်ပြန်ကျွန်တော်ရေလောင်းပါမယ်ရေကိုကျွန်တော်7အကုန်လောင်းလိုက်ပါတယ်ဒီမှာထွက်ချလာဟိုကျွန်တော်အရှိဘက်ကအပင်ထက်အလုံးကြီးတယ်လို့ပဲစိတ်ထင်လို့ပဲနေမှာကျွန်တော်ဆိုင်အပင်အကြီးတစ်ခါမှမရအောင်အပင်အကြီးတယ်โอเคအားလုံးပဲဒီနေ့ဗီဒီယိုလေးရောက်ဒီလောက်ပါကျန်နေတဲ့ like subscribe လေးနဲ့ကူညီပေးခဲ့ကြပါကျွန်တော်ကြောခဲ့တဲ့အပင်လေးလည်းရပါပြီအားလုံးပဲ